မင်္ဂလာပါရှင်ကျမတို့ရဲ့ Rapicot သတင်းဌာနကနေကြိုဆိုပါရရှင်ကျမကတော့သတင်းတင်ဆက်သူလူနမူနာဖြစ်ပါရရှင်အခုတင်ဆက်ပေးမယ့်သတင်းလေးကတော့ရမပင်ခရိုင်ပကဖနဲ့ပါအဖက BNR တွေကထုတ်ပေးတဲ့လက်နက်များကင်ဆောင်တဲ့သူတွေကိုအနှံကြဖို့အသိပေးထားတဲ့သတင်းလေးဖြစ်ပါရရှင်ရမပင်ခရိုင်ပကဖက BNR တွေအဖွဲ့အစည်းမှာထုတ်ပေးထားတဲ့လက်နက်တွေကိုကင်ဆောင်ပြီးရမပင်ခရိုင်အတွင်းနေထိုင်ကြတဲ့ရဲဘော်တွေကိုကင်ဆောင်တဲ့လက်နက်နဲ့အတူဆက်ဆက်ပစ္စည်းတွေကိုလာရောက်အနှံကြဖို့ဒီကနေ့မှအသိပေးထားပါတယ်ရှင်။အဆိုပါထုတ်ပြန်ချက်မှာတော့ BNR တွေကထုတ်ပေးတဲ့လက်နက်နဲ့ဆက်ဆက်ပစ္စည်းတွေကိုရောင်းချခြင်းပေါင်နှံခြင်းဖျောက်ဖျက်ထားခြင်းနဲ့ဖျက်ဆီးခြင်းတွေကိုမပြုလုပ်ကြဖို့ပါဝင်ပါတယ်ရှင်။ရမပင်ခရိုင်ပကဖကစစ်ဆေးလို့ပေါ်ပေါက်လာပါကပြင်းထန်စွာရေးယူသွားမှာဖြစ်တယ်လို့ကြေညာထားပါတယ်။အလားတူရဲကြီးတိုက်နယ်ပကဖပအဖများအနေနဲ့ကိုဒေတာတွင်အခြေအနေနဲ့နေထိုင်နေတဲ့ BNR တပ်ဖွဲ့ဝင်များရှိပါကသတင်းစကားပါပြီးခရိုင်မြို့နယ်ပကဖတာဝန်ခံများနဲ့ချိတ်ဆက်ကြဖို့ရမပင်ခရိုင်ပကဖကထုတ်ပြန်ထားပါတယ်ရှင်။ဒါအပြင်ရမပင်ခရိုင်ပအဖကဗမာမျိုးသားတော်လှန်ရေးတပ်တော် BNR လက်အောက်ခံတပ်ဖွဲ့ဝင်များကျေးရွာလုံခြုံရေးအဖွဲ့ဝင်များအနေနဲ့ကင်ဆောင်ထားတဲ့လက်နက်ခဲယမ်းတွေကိုရမပင်ခရိုင်စစ်ဌာနသို့အမြန်ဆုံးဆက်သွယ်လာရောက်အနှံကြဖို့နဲ့အပြစ်မရှိလျင်မရှိတဲ့ကဲ့သို့တိုက်ညာပြီးခံဝန်ကတိထိုးပြီးပြန်လဲလွှတ်ပေးမိဖြစ်ကြောင်းနဲ့လာရောက်အနှံခြင်းမရှိဘဲကင်ဆောင်ထားခြင်းဝှက်ထားခြင်းများရှိပါကထိရောက်စွာရေးယူသွားမည်ဖြစ်ကြောင်းအတည်ပြုထားပါတယ်ရှင်။